ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့မင်းမျိုးရဲ့အရန်ကိုစိတ်ငြိမ်အေးချမ်းနဲ့ကျွန်တော်ဒါပြုံးလွင်မျိုးရက်ွက်ကြီး15ဖောင်းတော်မှာရှိတဲ့အိမ်လေးတစ်လုံးကိုကျွန်တော်ကဒီနေ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျကဲဒီမှာကျွန်တော်မိတ်ဆွေတို့ကျွန်တော်ဒါချမ်းကြဲကြဲပေါ်မှာအိမ်လှလှလေးတစ်လုံးကိုပိုင်ဆိုင်ခြင်းနေဆိုရင်တော့ဒီ vlog လေးကိုအဆုံးထိကြည့်ဖို့အတွက်ကျွန်တော်က recommend ပေးလိုက်ပါစီဒီအိမ်လေးဒီချမ်းကြဲကြဲပေါ်မှာလှပစွာတည်ရှိနေတဲ့အင်ဖြူဖြူလေးရှိနေတဲ့တီနေရာကလည်းကျွန်တော်တို့ပြုံးလွင်မျိုးရက်ွက်ကြီး15ဖောင်းတော့မှာရှိတဲ့အနီးနားမှာဆိုရင်ဒါကျွန်တော်ပြုံးလွင်မျိုးရဲ့အထင်ကြီးဖျားတဆူဖြစ်တဲ့နီးဖျားကြီးရှိတယ်ပြီးတော့ကျွန်တော်အနီးစကန်မီးပွိုက်လမ်းရှိုးလမ်းမကနေပြောမှလည်းဒီနေရာကိုကျွန်တော်ဒါ3မိနစ်လောက်ပဲလာလို့ရနိုင်တဲ့အနေအထားတစ်ခုရှိတဲ့အပြင်ကိုကျွန်တော်ဒါပြုံးလွင်မြို့ဆောင်လမ်းအနီးမှာလည်းရှိတယ်ဒီအိမ်ရဲ့အနောက်မှာဆိုရင်လည်းဒါကျွန်တော်ဒါကြောက်ဆက်လမ်းမကြီးရှိတယ်အဲ့တော့ကြောက်ဆက်လမ်းမရဲ့တကွက်ငုတ်လို့ပြောလို့ရနိုင်တဲ့အနေအထားတစ်ခုဖြစ်တယ်အဲ့တော့ဒီအိမ်လေးတရှိနေတဲ့ခြံရဲ့အကျယ်ကကျွန်တော်မျက်နှာစာ100ဖြစ်တယ်ဒီဘက်ကပေ200ကျော်တောင်ကျဲတဲ့အနေအထားတစ်ခုဖြစ်ပြီးတော့မှပိုင်ဆိုင်မှုအားကောင်းတဲ့ကျွန်တော်ဒါမြေမျိုးစားလည်းဖြစ်တယ်အိမ်ထဲမှာလည်းကျွန်တော်ဒါအိတ်ခမ်းကလည်းစာပန်ရောကြီးပဲကျွန်တော်ဒါ3ငန်းပါတယ်ပြီးတော့တစ်ပင်စားပင်တီးနှံမင်းလေးနဲ့အများကြီးတရှိနေပြီးတော့မှအိမ်လေးရဲ့အလှည့်ရတော့ကျွန်တော်ဒါအနောက်အလှည့်ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီလေးကိုခေါ်ထားတဲ့ဈေးတော့လည်း6900ကိုကျွန်တော်ညှိနှိုင်းပြီးတော့မှရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်မိတ်ဆွေများတကယ်ကိုတန်တဲ့တကယ်ကိုမှန်တဲ့တကယ်ကိုလှပတဲ့တကယ်ကိုကျယ်ဝန်းတဲ့အပေါ်မှာတိဆောက်ထားတဲ့အိမ်လေးတစ်လုံးမို့တကယ်ကိုလက်မနှေးစေဘူးတဲ့ကျွန်တော်ကတော့တိုက်တွန်းလိုက်ပြရစီကျွန်တော်ကတော့ပြုံးလွင်မြို့မှာရှိတဲ့ခိုင်မသေးချာမှန်ကန်တဲ့မြေလေးနဲ့အိမ်လေးတွေကိုပဲအဓိကရွေးချယ်ရောင်းချပေးနေတဲ့ဒေါက်တာစိုးမိုးဖြစ်ပါတယ်ခင်ဗျမင်္ဂလာပါတကယ်ကိုအေဂျင့်စိတ်ငြိမ်တဲ့ပတ်ဝန်းကျင်မှာတည်ရှိပြီးတော့မှဒီချမ်းကြဲကြဲပေါ်မှာလည်းကျွန်တော်တို့ဒီလိုအနားယူစရာဂါစီပေါ်လှလှလေးလည်းပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒါမိသားစုတွေနဲ့မနက်ခင်းရောနေခင်းရောညနေခင်းရောဒီမှာထိုင်ကုန်လေးချပြီးတော့မှအနားယူလို့ရနိုင်တယ်ပြီးတော့ဒါဆွေးနွေးလို့ရနိုင်တယ်မိသားစု vibe ကိုအပြည့်အဝရရှိတဲ့ခြံလေးတစ်ခြံပေါ်မှာတည်ရှိတဲ့အိမ်လှလှလေးဖြစ်တယ်ပြီးတော့ဒီလိုရှောင်းလန်းလေးတွေကလေတက်ရက်ရက်လေးနဲ့စီစီကြီးကြီးလေးနဲ့ပန်းမန်လေးနဲ့ရှိနေတာကလည်းအရန်ကိုကောင်းတဲ့အားသာချက်တစ်ခုဖြစ်တယ်ပြီးတော့ဒီမှာဒီလိုပေ20ရှောက်လိုင်းအပြင်မှာခြံထဲမှာကျွန်တော်တို့ဒါဒီနေရာမှာဆိုရင်ကားပါကင်2စီး3စီးမကထိုးလို့ရနိုင်တဲ့အနေအထားတစ်ခုဖြစ်တယ်ပြီးတော့ဒီဘက်ချမ်းမှာလည်းကျွန်တော်တို့ဒါကားတွေကျွန်တော်ကားလေးဆိုဒီဘက်ချမ်းမှာကျွန်တော်ထိုးထားတယ်ပြီးတော့ကျွန်တော်ဒါတစ်ပင်ပန်းမှန်လေးတွေကလည်းအင်ရှင်ကလေအရန်ဝါသနာပါတဲ့ခါကျတော့တစ်ပင်ပန်းမှန်အကြီးတွေစားပင်တီးပင်နေရစားစုံစုံလင်လင်ကိုဒီလိုမြေပိုးကြက်ကြက်အများကြီးပုံမှာကျွန်တော်ဒါတေးသေးချာချာကျွန်တော်ဒါစိုက်ပျိုးပေးထားတယ်ဒီမှာဆိုရင်ဒါချမောင်ပန်းပင်လေးတွေရောပြီးတော့ခန်းသီးပင်တွေခန်းကစော်ခင်းတွေရောပြီးတော့ကျွန်တော်ဒါကြက်သွန်ခင်းတွေရောအဲ့လိုစားပင်တီးပင်အများကြီးပါတဲ့အပြင်ကိုတစ်ပင်ရိတ်အကြီးလဲပါတယ်ဒီမှာကျွန်တော်တို့ဒါဂရခါပင်လေးတွေရောဇူကာပင်ပေါ့ဇူကာသီးတွေရောပြီးတဲ့အခါကျတော့ဒီမှာဘူးပင်လေးတွေရောပြီးတော့ဒီလိုရှောက်လန်းလေးနဲ့လည်းဒီလိုမီဒီမီဆိုင်အလှတွေနဲ့အပြင်ကိုဒီမှာပန်းပင်လေးတွေကစီစီကြီးလေးစိုက်ပျိုးထားပြီးတော့မှတအားကိုပြည့်စုံပြီးတော့မှတကယ်ကိုလေညှောစာဖွဲလို့မမီတဲ့ကျွန်တော်တို့ဒါအနေထားတစ်ခုပေါ်မှာတည်ရှိတဲ့အိမ်လေးတစ်လုံးဖြစ်ပါတယ်ကျွန်တော်တို့ဒါ landscaping မှာအရဆိုရင်လည်းအင်းရဲ့ရှောင်းလန်းပေါ်ဒီလိုတက်သွားပြီးတော့ဒီမှာကျွန်တော်တို့ဘဲစားမြတ်တွေနဲ့ဒီလိုလေးတောင်အကွက်လေးတွေနဲ့ landscaping ရဲ့အလှအောင်လဲတေးသေးချာချာလေးအင်ရှင်စိတ်တိုင်းကြဖန်တီးပေးထားတယ်အင်ရှင်တော့မသိဘူးကျွန်တော်တို့ရောင်းမှတော့နှမျောနေတော်တော်ကိုလှတယ်ဒီလိုကျွန်တော်တို့ဒါရက်ွက်ကြီးပေါ်မှာဒီလိုချက်ကြဲကြဲအလွတ်တကွက်ကိုပိုင်ဆိုင်ဖို့ဆိုတာလဲတော်တော်ကိုရှားတယ်အဲ့ဒီအလွတ်တကွက်ပေါ်မှာဒီလိုအိမ်လှလှလေးတစ်လုံးတီရှိပြီးတော့မှဒီလိုခေါ်ထားတဲ့ဈေးနဲ့တန်တဲ့အနေထားတစ်ခုရောင်းချဖို့ဆိုတာလဲတော်တော်ကိုရှားတယ်အဲ့လိုအနေထားတစ်ခုပေါ်မှာတရှိတဲ့မြင်တွေ့နေရတဲ့အိမ်ဖြူဖြူလေးတစ်လုံးဖြစ်ပါတယ်ကဲကျွန်တော်တို့အိမ်ထဲကိုသွားကြည့်မယ်ဒီအိမ်ကိုကျွန်တော်တို့ဒါအိမ်လေးကိုဝင်မိုးတော့ကကြတော့တကားဘောက်ကကျွန်တော်2ပေါက်ရှိတယ်ဒီညမှာတစ်ခုဒီညမှာတစ်ခုကျွန်တော်ကတော့ဒီဘက်ကနေ join ပြီးတဲ့ခါကျတော့ဒီမှာဝရဏကြဲကြဲလေးတစ်ခုပါတယ်ဒီဝရဏကနေပြီးတော့လည်းဒီမှာကျွန်တော်တို့ဒါခုံလေးချမယ်ပြီးတော့အနားယူမယ်ပတ်ဝန်းကျင်ကြည့်မယ်ခြံထဲကအလှတွေကိုကျွန်တော်ဒါခံစားမယ်တကယ်ကိုပြည့်စုံတယ်ပြီးတော့ကြွေပြားကိုလည်းအိမ်နဲ့လိုက်ဖက်တဲ့ဒီလိုခဲရောင်ကာလာလေးနဲ့ကျွန်တော်ဒါအလားစိပြီးတော့ခင်းထားတယ်အင်းရလေတကယ်ကိုချစ်စရာလေးပြီးတဲ့ခါကျတော့ဒီမှာ main door ဆိုရင်ကျွန်တော်ဒါအကျယ်ကြီးပဲအမြင့်ကြီးပဲ main door ဝင်ချင်းမှာလည်းကျွန်တော်ဒါဒီလိုအဲကန်းကြစ်ကြစ်တခန်းပါတယ်ဒီမှာကျွန်တော်သတိထားမိတဲ့အချက်ကဒီလိုအဲကွန်နေလေအကုန်ကျွန်တော်ဒါအပြည့်တက်ဆင်ထားတဲ့အပြင်ကိုကျွန်တော်ဒါနန်းရံမှာပြုတ်လုထားတဲ့အလှတွေကလည်းလေအင်ရှင်စိတ်တိုင်းကြစိတ်ကူးစိတ်တန်းကောင်းကောင်းနဲ့တိတိကျကျဖော်ဆောင်ထားတယ်ကျွန်တော်ခံစားမိတယ်ဒီမှာ lighting လေးတွေပြေးထားတာအစဒီမှာနန်းရံမှာဒီလိုထွင်းထုထားတဲ့ကနုတ်ပုံစံလေးတွေရောတကယ်ကိုကျွန်တော်ရောင်းပေးနေကြအိမ်နေတဲ့မတူတဲ့ file မျိုးကိုကျွန်တော်ဒါပေးစွမ်းနေလို့ကျွန်တော်ခံစားမိရပြီးတော့အပေါ်ကဒီညနေချက်အလှတွေဆိုရင်လည်းတော်တော်မိုက်တယ်ညနေချက်အားလည်းမြင့်တယ်ပြီးတော့လေဝင်လေထွက်အားလည်းကောင်းတယ်လင်းအောင်အားလည်းကောင်းတယ်ပရင်းပေါက်လေးတွေဆိုရင်လည်းဒီမှာကျွန်တော်ဒါအလူမီနီယမ် quality ကောင်းတဲ့ပစ္စည်းတွေကိုပဲကျွန်တော်ဒါရောင်းနှမ်းမဟုတ်ဘဲနဲ့တိဆောက်ပေးထားလို့တွေ့မြင်မှာဖြစ်ပါတယ်ခင်ဗျပြီးတော့ဒီလို
ကိုရီးယားရေဆိုရပါကိတ်နဲ့လည်းတအိမ်လုံးကိုကျွန်တော်ဒါတန်ရှင်းစင်ကြယ်နေအောင်ကျွန်တော်ဒါခင်းချင်းပေးထားတယ်ပြီးတော့ဒီဘက်ချမ်းမှာဆိုရင်ကျွန်တော်ဒါ master bedroom ကြီးပဲရေချိုးကအိမ်သာပါတဲ့အခန်းကြီးကိုကျွန်တော်3ခန်းရှိတယ်ဒီမှာတစ်ခန်း2ခန်း3ခန်းကျွန်တော်ဒီခန်းကိုအရင်ဝင်ပြဒီခန်းဆိုရင်ကျွန်တော်ဒါအကျယ်ကြီးပဲပြီးတော့ကျွန်တော်ဒါဖွဲ့စည်းထားတဲ့ပုံစံရောတိဆောက်တဲ့ပုံစံအစားတကယ်ကိုစိတ်ဝင်စားစရာကောင်းတယ်ညနေကျအလှလိုက်တဲ့အလှလေးလည်းတော်တော်ကောင်းတယ်ပြီးတော့ကျွန်တော်ဒါအများဆုံးရေချိုးကအင်တာဆိုရင်လည်းကျွန်တော်ရောင်းပေးနေကြတာဒါရင်ဒါကြွေပြားတွေကတ်ထားတယ်ကြွေပြားတွေခင်းထားတယ်ဒီဘက်ဘေးမှာအကုန်ပါတယ်ပြည့်စုံတယ်အခုလက်တော်တော့လေဒီမှာလေခဏတစ်ဖြုတ်အင်ရှင်လေးတာနေနေရဆိုတော့ပစ္စည်းရတွေပါတဲ့အခါရှိတဲ့အခါကျကျွန်တော်ဒါကြိုတင်ပြီးတော့တောင်းပန်ပြစေပြီးတော့ဒီဘက်ခန်းမှာလေဒီအိတ်ခန်းနဲ့နီးတူကျွန်တော်ဒါအိတ်ခန်းချစ်နှစ်ခန်းရှိပါတယ်ခင်ဗျနောက်တစ်ခုစိတ်ဝင်စားစရာကောင်းတဲ့အချက်ရဲ့အားတာတဲ့အချက်ကကျွန်တော်တို့ဒါ dining kitchen area ကိုဒီဘက်မှာကျွန်တော်ဒါတီးတန့်လေးခွဲထုတ်ထားတာလဲ area တော်တော်ကောင်းတယ်ပြီးတော့ကျွန်တော်ဒါနေရာမပုတ်မတိုးရအောင်လဲကျွန်တော်ဒီနေရာလေးမှာတက်ကက်လေးတိချာပြုတ်လုပ်ထားတာလဲတကယ်ကိုကောင်းတဲ့ဒီအိမ်ရဲ့အားတာချက်တစ်ခုဖြစ်တယ်ဒီတယောက်တွေပြုတ်လုပ်ထားတဲ့ပုံစံလေးတွေရောပြီးတော့ဒီဘက်တောင်လေးတွေမှာတစ်ပင်လေးတွေစီစီကြီးအသေးစိတ်စိုက်ထားတဲ့အနေထားအစလေးတကယ်ကိုဘာမှကိုအပြစ်ဆိုတာရှာတွေ့လို့မရနိုင်တဲ့အနေထားတစ်ခုပေါ်မှာတည်ရှိတဲ့အိမ်လေးတစ်လုံးဖြစ်တယ်ကဲ dining kitchen ကိုကျွန်တော်တို့တွားပြီးတော့ဝင်ကြည့်ကြမယ်မိဖို့ကဏ္ဍမှာဆိုရင်ကျွန်တော်ဒါဒီလိုကြွေပြားလေးတွေခင်းထားတယ်ပြီးတော့ကျွန်တော်တို့ကြွေပြားတွေမှာချက်ပြုတ်ပြင်ဆင်လို့ရနိုင်တဲ့အနေအထားတစ်ခုမှလည်းကြွေပြားတွေကတ်ထားတယ်ပလက်ပေါက်တွေလည်းအကုန်ပါတယ်စီစီရီနဲ့တေးသေးချာချာမိသားစုတစုကျွန်တော်တို့ဒီနေရာမှာအေးအေးဆေးချက်ပြုတ်ပြင်ဆင်အနားယူလို့ရနိုင်တဲ့အနေအထားတစ်ခုဖြစ်တယ်ပြီးတော့ဒီမိဖို့ကန်ရဲ့ဒီဘက်တကားကနေထွက်လိုက်တဲ့အချိန်မှာလည်းအပြင်မှာကျွန်တော်တို့အများသုံးရေချိုးကန်အိမ်သာပါတဲ့အပြင်ကိုကျွန်တော်တို့ရေလောင်ကန်အကြီးလက်တစ်ခုပါတယ်ဒီမှာကျွန်တော်ပြဒီမှာအများသုံးရေချိုးကန်အိမ်သာလည်းပါတယ်ပြီးတော့ဒါ ground tank ရေကန်လည်းဒီဘက်မှာရှိတယ်ပြီးတဲ့ခါကျတော့ upper tank အပေါ်မှာတင်ထားတယ်ကဲအဲ့တော့ပြည့်စုံတဲ့အင်္ဂလိပ်တစ်လုံးမို့လက်တူလိုက်ပြရစီ